ညာရဲ့အဓိကဘဝတစ်ခုကိုတည်ဆောက်နိုင်ဖို့အဲ့တော့အ ਨੇ ဆုံးနေတတ်ထိုင်တတ်သွားတတ်လာတတ်စားတတ်တောက်တတ်ပြောတတ်ဆိုတတ်လှုပ်တတ်ကြင်တတ်ကြံတတ်စီတတ်အဲ့ဒါပညာအတန်းပြောတာမဟုတ်ဘူးဘယ်နှတန်းအောင်မလဲမေးမနေနဲ့ပညာဘာလို့သင်မှန်းမှမသိရင်ဒီပညာတန်ဖိုးမရှိတော့ဒီကလေးတယောက်ကိုပြုစုပို့ထောင်တယ်ဆိုတာသားသမီးကိုမိဘကချစ်တယ်ဆိုရင်ဒီသားသမီးဟာသူ့ခြေထောက်ပေါ်သူရက်နိုင်အောင်သူ့ကိုထိန်းချောင်းနိုင်အောင်သူ့ဘဝသူ့ကိုရှောက်လန်းနိုင်အောင်လမ်းညွန်ပေးမှမိဘကောင်းလို့ခေါ်တယ်ဆရာကောင်းဆိုတာတပည့်ကိုခြေထောက်ပေါ်ကိုမမရက်ပြီးကိုပညာရက်နဲ့ကိုဘဝကိုအသက်မွေးနိုင်အောင်သင်ပေးနိုင်မှဆရာကောင်းလို့ခေါ်တယ်အတန်းနေအောင်တာဆရာပြောတာမဟုတ်ဘူးအခုဟာပညာကောင်းကောင်းမသိတော့ကလေးဆိုတာတကယ်တော့သူ့အရွယ်နဲ့သူတခုနေတို့ကလေးမွေးတဲ့ခါအားလုံးသိတာပဲမွေးဘူးတဲ့လူတွေတို့ကတော့လူပြိုကြီးမသိပါဘူးနော်စာဖတ်ဘူးလို့သိတယ်နော်ကလေးလေးတွေသူ့အရွယ်နဲ့သူမွေးလာပြီး၄လနေရင်ဘာလုပ်တာမောက်တတ်မယ်၄မောက်6ထိုင်အခါလဲလမ်းသွားငါလူပြိုကြီးတောင်သိသေးတယ်ဟမ်၄လမောက်တတ်အောင်သင်ပေးရမှာမမောက်တတ်အဲ့ကောင်ငတုံးဟမ်6လ4မောက်6လထိုင်နိုင်ရမယ်